စစ်တပ်စာရေးဆရာကြီးမိုးရှင်းရေးသားထားသောလက်ဆောင်စာအုပ်ဖြစ်ပါတယ်အခန်း1အမိုက်ထုတ်သည့်အိုရီဒီစာအုပ်လေးရဲ့ပထမဆုံးအခန်းမှာစာဖတ်သူတွေကိုအရန်အဖို့တန်ပြီးကျွန်တော်အတွက်တကယ်အသုံးဝင်ခဲ့တဲ့ပုံမြင်လေးတစ်ခုပြောပြချင်ပါတယ်ဒီပုံမြင်လေးကို Time Spring All ဆိုတဲ့ website ကနေဖတ်ပြီးနောက်ပိုင်းလက်တွေ့အသုံးချနေရကနေအရန်ကိုအသုံးဝင်လို့ခေါင်းထဲမှာအမြဲဆွဲနေခဲ့ပါတယ်ပုံမြင်လေးဆိုတာထက်အကြောင်းအရာလေးတစ်ခုလို့ပြောရင်ပုံမှန်ပါလိမ့်မယ်အခုအရင်ဆုံးဒီအကြောင်းအရာလေးဖတ်ကြည့်ကြရအောင်တာယာရှိတဲ့မနက်ခင်းတစ်ခုပါပဲကျွန်တော်လေစိတ်ကိုတွားဖို့ရှိတာကြောင့်တက္ကစီတစ်စီးကိုထားလိုက်ပါတယ်တက္ကစီစထွက်ပြီးခဏအကြာမှာတော့လမ်းဘေးကပါကင်ထိုးထားတဲ့ကားတွေကတစ်စီးကဝုန်းကနေဆိုအရှိန်ပြင်းပြင်းနဲ့ကျွန်တော်တို့ကားရှိကနေမောင်းထွက်သွားပါတယ်ကျွန်တော်တက္ကစီဆရာကလည်း brake ကိုချက်ချင်းနင်းလိုက်ရပြီးပုကာတီကာလေးလွတ်သွားပါတယ်တကယ်တော့ကျွန်တော်တို့ကလမ်းကြောင်းမှန်ပေါ်ကသွားနေတာပါရှေ့ကရုတ်တရက်မောင်းထွက်သွားတဲ့ကားကရက်ပြီးတော့တောင်ကျွန်တော်တို့ကားကိုလှည့်ဆဲသွားပါသေးတယ်သူကလည်းမှားသေးတယ်ဆဲသွားသေးတယ်ဆိုတော့ကျွန်တော်တော်တော်လေးကိုဒေါသထွက်သွားပါတယ်ဒါပေမဲ့အံ့ဩစရာကကျွန်တော်ရဲ့တက္ကစီဆရာပါသူကဒေါသမထွက်ပဲရှေ့ကဒရိုင်ဘာကိုပြုံးပြလိုက်ပါသေးတယ်ကျွန်တော်လည်းအရန်သိကျင်တာနဲ့သူကခမ ्या ကိုပျက်စီးသွားနိုင်စေတယ်လို့ကျွန်တော်တို့နှစ်ယောက်လုံးလည်းဆေးရုံရောက်သွားနိုင်တယ်ဒါကိုခမ ्या ကဘာလို့ပြုံးနေနိုင်တာလဲလို့မေးလိုက်မိပါတယ်အဲ့ဒီအခိုက်အတန့်မှာပဲကျွန်တော်ဘဝမှာအရန်သုံးဝင်လာမဲ့အမိုက်ထုတ်သည့်အိုရီကိုကျွန်တော်သိခွင့်ရခဲ့ပါတယ်အမိုက်ထုတ်သည့်အိုရီဆိုတာကျွန်တော်ဘာသာနာမည်ပေးထားတာပါသူတကယ်ပြောပြခဲ့တာကတော့ဒီလိုပါဒီလိုလူမျိုးတွေကတကယ်တော့အမိုက်ထုတ်တွေအများကြီးတင်ထားတဲ့အမိုက်ကားနဲ့တူလေဗျသူတို့မှာအမိုက်နဲ့တူတဲ့စိတ်လေးစရာဒေါသတွေစိတ်ရှုပ်ထွေးမှုတွေစိတ်ပြတ်မှုတွေနဲ့ပြည့်နေနေတာသူတို့ရဲ့အမိုက်ပုံကြီးကကြီးလာတဲ့အခါသူတို့ကအဲ့ဒီအမိုက်တွေကိုတုံဖို့နေရာလိုက်ရှာတတ်တယ်တခါတလေခမ ्या ပေါ်ကိုအဲ့ဒီအမိုက်တွေတွန်းချလိမ့်မယ်ဒါပေမဲ့ခမ ्या မယူရင်ဘာမှမဖြစ်ဘူးပြုံးပြတဲ့ရင်ပြုံးပြလိုက်မတိတလို့နေတဲ့အခါမတိတလို့နေလိုက်သူတို့ကိုစိတ်မဆိုးနဲ့ပြီးရင်ကိုခီးကိုဆက်လျှောက်သူတို့အမိုက်တွေကိုယူပြီးအခြားလူတွေစီကိုလက်စစ်မကမ်းမိစေနဲ့လို့တက္ကစီဆရာကတီတီငင်ငင်ပဲကျွန်တော်ကိုပြောပြခဲ့ပါတယ်ကျွန်တော်လေးစိတ်ရောက်သွားပြီးနောက်ပိုင်းသူ့ရဲ့အမိုက်ထုတ်သည့်အိုရီအကြောင်းပဲဆက်လက်တွေးနေမိတော့တယ်ဒီနေ့အထိလည်းအဲ့ဒီအမိုက်ထုတ်သည့်အိုရီကိုကျင့်သုံးလျက်ရှိပြီးကျွန်တော်ဘဝပို့ပြီးပျော်ရွှင်လာခဲ့ပါတယ်အထက်ပါအကြောင်းအရာလေးကတော့ကျွန်တော် online ပေါ်မှာဖတ်ခဲ့မိတာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီအကြောင်းအရာလေးတွေကတက္ကစီဆရာလိုအရင်ကမတွေးခဲ့ဘူးပါဘူးကိုအမိုက်တွေလာတွန်းချတဲ့အခါယူထားမိခဲ့ပါတယ်ဒေါသကိုဒေါသတွေနဲ့တုတ်ပြန်ခဲ့ဘူးပါတယ်ကိုမကောင်းကြောင်ပြောတဲ့သူတွေကိုလည်းစိတ်ထဲမှာထားခဲ့ဘူးပါတယ်အဲ့ဒီလိုစိတ်တွေကြောင့်လည်းပူလောင်ခဲ့ရဘူးပါတယ်တခါတလေကိုတစုံတစ်ယောက်ကစိတ်နှောက်ယှက်ပေးသွားရင်တပတ်လောက်ကြာတဲ့အထိစိတ်ထဲကဖျောက်လို့မရဖြစ်တတ်ပါတယ်ကိုလာပေးတဲ့အမိုက်တွေကိုမသိပဲယူထားခဲ့မိတာပါဒီစာအုပ်လေးရဲ့အခန်းတစ်မှာဒီအကြောင်းကိုရေးတာအကြောင်းရှိပါတယ်လူတော်တော်များများစိတ်ညစ်ရခြင်းရဲ့အဓိကအကြောင်းရင်းကသူများတွေစီကအမိုက်ထုတ်တွေယူထားမိလို့ပါကျွန်တော်ကိုယ်တိုင်လည်းလုပ်ခဲ့တဲ့အရာဖြစ်ပါတယ်အခုနောက်ပိုင်းမှာတဖြည်းဖြည်းအမိုက်ထုတ်တွေမယူမိအောင်စူးစမ်းရကနေပိုပြီးစိတ်ချမ်းသာလာတာဖြစ်ပါတယ်ကျွန်တော်2016မေလသူစိတ်သက်ကြတိုင်းဖတ်ဖို့ဆိုတဲ့စာအုပ်ကိုထုတ်ဝေခဲ့ပါတယ်ပထမဆုံးစာအုပ်ကအရန်အောင်မြင်ပြီးအကြိမ်ကြိမ်ထုတ်ဝေခဲ့ရပါတယ်လက်ရှိစာရေးနေချိန်မှာအဲ့ဒီစာအုပ်ထွက်တာတစ်နှစ်ကျော်သွားပါပြီစရီမာရဲ့အယောင်ရဆုံးစည်ရင်းမှာ Top 10အတွင်းတစ်နှစ်နီးပါးရက်တည်ခဲ့ပါတယ်အဲ့ဒီလိုစာအုပ်ထုတ်ချင်းအောင်မြင်တော့ကျွန်တော်အဝေဖန်ခံခဲ့ရပါတယ်ဘာဝေဖန်လဲဆိုတော့ကျွန်တော်ရေးတဲ့စာတွေကတရားဖိုး3ပုဒ်တွေတဲ့အရန်ပေါ်တဲ့စာမျိုးတွေတဲ့စာအုပ်ကလည်းပါတယ်တဲ့ကျွန်တော်ကိုတငယ်ချင်းတစ်ယောက်ကပြောလို့သူတို့ဝေဖန်ထားတဲ့ post တွေကိုကြည့်ခဲ့မိတာပါကျွန်တော်မညာပါဘူးကျွန်တော်တော်တော်လေးစိတ်နှောက်ယှက်ဖြစ်သွားခဲ့ပါတယ်သူစိတ်တက်ကြတိုင်းဖတ်ဖို့စာအုပ်ကဘာသာပြန်ပုံမြင်လေးတွေပါတယ်လို့ကျွန်တော်တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံတွေကိုလည်းထည့်သွင်းရေးထားတာပါစာအုပ်လေးကအရန်တော့မထူပါဘူးဒါပေမဲ့အဲ့ဒီစာအုပ်လေးတွေကအတွေ့အကြုံနဲ့အသိတရားတွေဟာနှစ်တွေနဲ့ရင်းခဲ့ရတာပါအဲ့ဒီအချိန်ကတခုခုပြန်ပြောချင်ခဲ့မိတယ်ဒါပေမဲ့ကျွန်တော်ဘာမှမပြောဘဲသူ post ကနေပြန်ထွက်လာနိုင်ခဲ့တယ်အဲ့ဒီတုန်းကဒီအမိုက်ထုတ်သည့်အိုရီဆိုတာလည်းမဖတ်ဘူးသေးပါဘူးပြန်ထွက်လာရခြင်းအကြောင်းရင်းကအဲ့ဒီလိုလူတွေကျွန်တော်ဘဝမှာအများကြီးကြုံခဲ့ဘူးပါတယ်စေတနာပြည့်ထားတဲ့အပြစ်ပြောခံရခြင်းကနေလွတ်ကင်းအောင်နေလို့မရဘူးဆိုတာကျွန်တော်သဘောပေါက်ပြီးနေပါပြီနှစ်ဝေဖန်တာမခံနိုင်ရင်အမြင့်ရောက်မှာမဟုတ်ပါဘူး3သူလည်းလူသားတစ်ယောက်ပင်မို့သူ့အထင်မြင်ကိုလွတ်လပ်စွာသူ့ဘောမှာရေးခွင့်ရှိပါတယ်အဲ့ဒီအချက်တွေကြောင့်ကျွန်တော်ဘာမှမပြောဖြစ်ခဲ့ပါဘူးကျွန်တော်လုပ်ရအတွက်လည်းကျွန်တော်အရန်အားရမိပါတယ်မိမိလက်ပြတန်းတဲ့လုပ်ရတစ်ခုဖြစ်တဲ့အတွက်လူတိုင်းကိုလိုက်ရှင်းပြနေစရာမလိုပါဘူးဟိုးအရင်9နှစ်လောက်ကစိတ်မျိုးဆိုရင်တော့ကျွန်တော်အဲ့ဒီလိုတုတ်ပြန်ခဲ့ဖြစ်မှာမဟုတ်ပါဘူးကျွန်တော်ကိုမုန်းတဲ့သူတွေကိုကျွန်တော်အကောင်းဆုံးပြန်လည်ရှင်းပြပြီးဆက်ဆံခဲ့ဘူးပါတယ်ဒါပေမဲ့ဘဝမှာကျွန်တော်တင်ယူလိုက်ရတဲ့အရာတစ်ခုကအချို့လူတွေကတင်ဘလောက်ပဲကောင်းအောင်နေတင်လို့တမျှကိုအဆိုးပဲမြင်နေတတ်တယ်ဆိုတဲ့အချက်ပါပဲအဲ့လိုလူမျိုးတွေကိုရှင်းပြနေလို့ကတော့တင်ရှိရောက်မှာမဟုတ်ပါဘူးရှင်းပြဖို့တကယ်လိုအပ်တဲ့အခါရှင်းပြပြီးမလိုအပ်တဲ့အခါမှာတော့မတိမတာကိုလန်းကိုဆက်လျှောက်တက်လာခဲ့ပါတယ်အချို့လူတွေကတကယ်တော့အမိုက်ထုတ်သည့်အိုရီလိုပဲသူတို့နေစုဘဝကမကျေနပ်မှုမရောက်ရဲမှုလောဘဒေါသစတာတွေကိုအခြားသူကောင်းပေါ်ပုံချဖို့အမြဲကြိုးစားတတ်ကြပါတယ်တင်တာလက်ခံလိုက်လို့ကတော့တင်လဲအမိုက်တွေနဲ့နန်စော်နေပါလိမ့်မယ်ဒါအပြင်တင်လဲတင်အမိုက်တွေကိုမနိုင်တော့တဲ့အခါလက်ဆင့်ကမ်းပြီးအခြားသူကောင်းပေါ်တွန်ချဖို့ကြိုးစားကောင်းကြိုးစားနိုင်ပါသေးတယ်လူသားပြီးအမြဲတမ်းတော့အမိုက်တွေကိုမယူမိဖို့တင်ရှောင်ရှားနိုင်ခြင်းမှရှောင်ရှားနိုင်ပါလိမ့်မယ်ဒါပေမဲ့အတက်နိုင်ဆုံးတော့သူများတွေရဲ့အမိုက်တွေကိုမယူမိအောင်
စူးစမ်းကြည့်ပါတင်းရဲ့တာယာလပောက်ဖွယ်ရာကောင်းနိုင်တဲ့နေ့တစ်နေ့ကိုအခြားသူတဦးရဲ့စကားတခွန်းကြောင့်တင်းပြက်စည်းခံပါလားတစုံတစ်ယောက်ကစိတ်အနှောက်အယှက်ဖြစ်ဖွယ်စကားတခွန်းပြောလိုက်လို့တနေ့ကုန်တင်စိတ်အနှောက်အယှက်ဖြစ်ဘူးလားအဲ့ဒါသူများပေးတဲ့အမိုက်ကိုတင်ယူခဲ့မိလို့ပါကိုကိုယ်တိုင်အမိုက်မယူခြင်းတလို့သူများကိုအမိုက်မပေးမိအောင်လဲအမြဲစူးစမ်းပါဒီနေ့ကစပြီးတင်းရဲ့နေ့စုဘဝမှာစိတ်အနှောက်အယှက်ဖြစ်ဖွယ်ရာလေးတွေကြုံတိုင်းအပေါ်ကအမိုက်ထုတ် theory လေးကိုပြန်စူးစမ်းပါတင်းကိုစိတ်အနှောက်အယှက်ပေးဖို့ဝင်ရောက်လာတဲ့အမိုက်ထုတ်တွေကိုတင်းလက်ခံပါလားတင်းရဲ့ပျော်ရွှင်မှုအတွက်တင်းမှာပဲအပြည့်အဝတာဝန်ရှိပါတယ်